ကိုတော်နာလဲဘာမလဲဒုက္ခပဲကြောင်နဲ့ဒုက္ခပါပဲဗျာအခုဟိုကလေဒေါနာလန်ဒီရှိသွားပြီးတော့ဘယ်ချိုးလိုက်ရောက်ဒီပဲနော်ဟုတ်တယ်ကျေးဇူးပဲညီမဒီမှာရှင့်အောင်မေးနေအောင်မဖြေးလိုက်ဘူးလားဖြေလိုက်လို့ထောက်ပြောနေဆိုပြီးနေဖေထိုးဝိုင်းခံမှာပေါ့sorry နော်ထောက်သွားလိုက်ဟုတ်ဘိုင်ဘိုင်